ဖိုမူကအင်ဂျင်မဲ့ကောင်လေးရဲ့တားလီစကေးကိုအံ့အားတင်သွားပေးမဲ့မနာလိုစိတ်ကြောင့်အတိမတ်မပြုတ်ဘူးစဖိုမူလေးတွေချီကျူးနေတာတော့အော်ဟစ်ပြီးပါဇက်ပိတ်ခိုင်းလိုက်တဲ့စဖိုမူကကောင်လေးကိုအနေထိုင်ဆင်ကျင်ပြီးအလုပ်ပြန်လုပ်ဖို့ပြောလိုက်တယ်ကောင်လေးငရုတ်ကွာလိနေချင်းစဖိုမူကချက်ထားတဲ့ဟင်းပွဲကိုသွားချဖို့ပြောလိုက်တယ်ကောင်လေးကဟင်းပွဲကိုအကဲခတ်နေတော့စဖိုမူကဘာရက်ကြည့်နေတာလဲမြန်သွားဆိုပြီးအော်လိုက်တယ်ဒီအချိန်မှာကောင်လေးကဒီချိုချင်းသားလုံးကြော်ရဲ့အချင်းကြီးဟာအသားရဲ့ကြွရောက်မှုကိုထိခိုက်စေတဲ့တမရရွှန်ရှောင်းဟာဒီပုံစံကိုကြိုက်မှာမဟုတ်ဘူးလို့ပြောလိုက်တဲ့စဖိုမူဟာအရန်စိတ်တူသွားပြီးမင်းငါကိုပြန်တင်ပေးနေတာလားမင်းကဒီနေရာမှာပါလဲငါဒီအလုပ်ကို10နှစ်လောက်တင်ယူထားတဲ့စဖိုမူကွာလို့ပြောလိုက်တဲ့စဖိုမူလေးတွေကလည်းအဲ့ဒါအမှန်ပဲမင်းကကိုစဖိုမူလို့ထင်နေတာလားဆိုပြီးလှောင်ကြတယ်အဲ့အချိန်စုရီရောက်လာပြီးတမရရွှန်ရှောင်းရောက်နေပြီးဟင်းပွဲမရသေးဘူးလားမေးတော့စဖိုမူကကောင်လေးလက်ထဲကဟင်းပွဲကိုဆွဲယူပြီးပေးလိုက်တယ်ဟိုတယ်ပိုင်ရှင်ကတမရကိုမျက်နှာချိုသွေးပြီးအခန့်နေတာပေါ့ပြီးတော့တမရကြီးအတွက်ဒီဟင်းပွဲကအထူးချက်ပြုတ်ထားတဲ့အသားလုံးချိုချင်ကြော်ပါလို့ပြောလိုက်တယ်တမရကြီးဟာစိတ်ကြည်နက်ပြီးဟိုတယ်ကတူကိုမတုံးပဲအသင့်ယူလာတဲ့သူနဲ့အသားလုံးကိုစားလိုက်တယ်အားလုံးကစိုးရိမ်ကြီးနဲ့ရလက်ကိုစောင့်နေတာပေါ့